မဟာဇနကဇတ်တော်အတိတ်ဘဝတစ်ခုတွင်ဖျားရှင်သည်မဟာဇနကအမည်ရှိမင်းသားတစ်ပါးအဖြစ်ဖွားမြင်ခဲ့သည်ဤဇတ်တော်သည်မဟာဇနက၏ဘဝခရီးလမ်းတစ်လျှောက်ကြုံတွေ့ခဲ့ရသောစမ်းသပ်မှုများသူ၏ဉာဏ်ရည်ထက်မြက်မှုနှင့်ကိုယ်ကျင့်တရားတို့ကိုဖော်ပြထားသည်ဤဇလန်းသည်ဇွဲတတိဝီရိယနှင့်ကရုဏာတရားကဲ့သို့သောဗုဒ္ဓဘာသာတရားတော်၏အဓိကအချက်များကိုထင်ဟပ်စေသည်ရှေးအခါကမိထီလာနိုင်ငံ၌အာရမဒုတကမင်းကြီးနှင့်မိဖုရားကြီးမနောဒေဝီတို့သည်အုပ်ချုပ်လျက်ရှိသည်သူတို့တွင်သားတော်နှစ်ပါးရှိခဲ့သည်အကြီးဆုံးသားမှာအရီဇနကဖြစ်ပြီးအငယ်သားမှာမဟာဇနကဖြစ်သည်မဟာဇနကမွေးဖွားစဉ်ကနိမိတ်လက္ခဏာများထူးကဲခဲ့သဖြင့်နောင်တွင်ထူးကဲသောပုဂ္ဂိုလ်တဦးဖြစ်လာမည်ဟုဗေဒင်ဆရာများကဟောကိန်းထုတ်ခဲ့သည်သို့သောမဟာဇနကငယ်စဉ်အခါကပင်ဖခင်ဖြစ်သူအာရမဒုတကမင်းကြီးကွယ်လွန်ခဲ့သည်ထို့နောက်အကြီးဆုံးသားဖြစ်သူအရိဇနကသည်နန်းတက်ခဲ့ပြီးမင်းကြီးဖြစ်လာသည်အရိဇနကမင်းကြီးသည်မိခင်ဖြစ်သူမနောဒေဝီကိုမဟာဇနကအားထိခိုက်မည်ဆို၍နိုင်ငံပြင်ပကိုထွက်ခွာသွားရန်တိုက်တွန်းခဲ့သည်မနောဒေဝီသည်သားငယ်မဟာဇနကကိုခေါ်ဆောင်ကာချံပါယုံမြို့သို့ထွက်ခွာသွားခဲ့သည်ထိုမြို့တွင်သူတို့သည်ရိုးရှင်းစွာနေထိုင်ခဲ့ကြသည်မဟာဇနကသည်ချံပါယုံမြို့တွင်မိခင်နှင့်အတူကြီးပြင်းလာခဲ့သည်သူသည်ဉာဏ်ရည်ထက်မြက်ပြီးပညာကိုအလွန်စိတ်ဝင်စားသူဖြစ်သည်မိခင်ဖြစ်သူမနောဒေဝီကသူ့အားသူ၏မွေးရာပါအခွင့်အရေးများကိုပြန်လည်ရယူရန်မိထီလာနိုင်ငံသို့ပြန်သွားရန်အကြံပေးခဲ့သည်မဟာဇနကသည်မိခင်၏အကြံဉာဏ်ကိုလက်ခံကာမိထီလာသို့ပြန်လည်သွားရန်ဆုံးဖြတ်ခဲ့သည်ထို့ကြောင့်သူသည်ကုန်သည်များနှင့်အတူပင်လယ်ခရီးကိုစတင်ခဲ့သည်သင်္ဘောတစ်စင်းဖြင့်မိထီလာသို့ဦးတည်ထွက်ခွာခဲ့ပြီးထိုခရီးသည်သူ၏ဘဝတွင်အဓိကအလှည့်ပြောင်းတစ်ခုဖြစ်လာခဲ့သည်မဟာဇနကစီးနှင်းလာသောသင်္ဘောသည်ပင်လယ်အလယ်၌မုန်တိုင်းထန်မှုနှင့်ကြုံတွေ့ခဲ့သည်လေပြင်းမုန်တိုင်းကြောင့်သင်္ဘောပျက်စီးကာခရီးသည်များနှင့်သင်္ဘောသားများအားလုံးရေထဲသို့ပြုတ်ကျခဲ့သည်အချို့မှာရေနစ်သေဆုံးသွားကြပြီးအချို့မှာသင်္ဘောအပျက်အစီးများကိုကျဉ်းမိဖြင့်အသက်ရှင်ရန်ကြိုးစားခဲ့ကြသည်သို့သောမဟာဇနကသည်အခြားသူများကဲ့သို့မလုပ်ခဲ့ပေသူသည်သင်္ဘောပျက်စီးများကိုမိခိုခြင်းမပြုဘဲသူ၏ကိုယ်စွမ်းရည်နှင့်ဉာဏ်ရည်ကိုသာအားကိုးကာရေကူးခဲ့သည်သူသည်အနီးနားရှိကျွန်းတစ်ကျွန်းသို့ရောက်ရှိရန်မျှော်လင့်ခဲ့သည်ရက်ပေါင်းများစွာရေထဲတွင်ကူးခတ်နေခဲ့တော်လဲသူ၏ဇွဲတတိကြောင့်အရှုံးမပေးခဲ့ပေမဟာဇနက၏ဇွဲတတိနှင့်ဉာဏ်ပညာကိုမြင်တွေ့သောမဏိမေခလာအမည်ရှိနတ်သမီးတစ်ပါးသည်သူ့အားကယ်တင်ရန်ဆုံးဖြတ်ခဲ့သည်မဏိမေခလာသည်မဟာဇနကအားပင်လယ်ထဲမှကယ်ဆယ်ကာမိထီလာနိုင်ငံသို့ပို့ဆောင်ပေးခဲ့သည်မဏိမေခလာကမဟာဇနကအားသင်သည်ထူးကဲသောပုဂ္ဂိုလ်ဖြစ်သည်သင်၏ဇွဲတတိကြောင့်ဤဘဝတွင်အောင်မြင်မှုကိုရရှိလိမ့်မည်ဟုဆိုခဲ့သည်မိထီလာနိုင်ငံသို့ရောက်ရှိသောအခါမဟာဇနကသည်မိမိ၏အကိုဖြစ်သူအရိဇနကမင်းကြီးကွယ်လွန်ပြီးနန်းတော်တွင်ဆက်ခံသူမရှိသည်ကိုသိရှိခဲ့သည်ထိုအချိန်တွင်နိုင်ငံသည်မင်းမရှိဘဲဖြစ်နေပြီးမင်းကြီးတစ်ပါးရွေးချယ်ရန်ပြည်သူများစောင့်မျှော်နေကြသည်မဟာဇနကသည်နန်းတော်သို့ဝင်ရောက်ကာသူ၏ဉာဏ်ပညာနှင့်တတိကိုပြသခဲ့သည်နန်းတော်အမတ်များကသူ့အားစမ်းသက်ရန်ဉာဏ်စမ်းပဟေနီများထုတ်ခဲ့တော်လဲမဟာဇနကသည်ထိုပဟေနီများကိုလွယ်ကူစွာဖြေရှင်းနိုင်ခဲ့သည်ထို့ကြောင့်ပြည်သူများနှင့်အမတ်များကသူ့အားမင်းကြီးအဖြစ်အတိအမှတ်ပြုခဲ့ကြသည်မဟာဇနကသည်မိထီလာနိုင်ငံ၏မင်းကြီးအဖြစ်နန်းတက်ခဲ့ပြီးတရားမျှတစွာအုပ်ချုပ်ခဲ့သည်သူသည်ပြည်သူများအားကရုဏာထားပြီးဉာဏ်ပညာဖြင့်နိုင်ငံကိုဖွံ့ဖြိုးတိုးတက်စေခဲ့သည်သူ၏အုပ်ချုပ်မှုအောက်တွင်မိထီလာနိုင်ငံသည်တာယာဝပြောခဲ့သည်နောက်ဆုံးတွင်မဟာဇနကသည်လောကီဘဝ၏မတည်မြဲမှုကိုသဘောပေါက်ခဲ့သည်သူသည်နန်းစွန့်ကာယဟန်ဘဝသို့ကူးပြောင်းခဲ့ပြီးတရားအားထုတ်ကာနိဗ္ဗာန်သို့ဦးတည်ခဲ့သည်ဤဇလန်းသည်သူ၏ဘဝတစ်လျှောက်ပြသခဲ့သောဇွဲတတိဉာဏ်ပညာနှင့်ကရုဏာတရားတို့ကိုမိမောင်းထိုးပြထားသည်မဟာဇနကဇတ်တော်သည်ဘဝတွင်အခက်အခဲများကိုရင်ဆိုင်ရာတွင်ဇွဲတတိနှင့်ဉာဏ်ပညာကိုအသုံးပြုရန်သင်ခန်းစာပေးသည်ထို့အပြင်ကရုဏာတရားနှင့်တရားမျှတမှုဖြင့်အုပ်ချုပ်ခြင်းသည်
လူတိုင်းအတွက်အကျိုးရှိစေကြောင်းဖော်ပြထားသည့်ဤဇလံသည်ဗုဒ္ဓဘာသာဝင်များအားဖျားရှင်၏ဘဝခရီးလမ်းကိုပြသပြီးကောင်းမှုကုသိုလ်များပြုလုပ်ရန်လှုံ့ဆော်ပေးသည်ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်